ဘာကြောင့်တချို့လူတွေ9နှစ်အတွင်းချမ်းသာသွားပြီးတချို့လူတွေကအရင်အတိုင်းပဲဖြစ်နေရတာလဲ Viral hook. ဒီနေ့ကနေ9နှစ်အကြာလူနှစ်ယောက်ရဲ့ဘဝကလုံးဝမတူတော့ပါဘူးတစ်ယောက်ကကိုယ်ပိုင်လုပ်ငန်းရှိတယ်ဝင်ငွေများလာတယ်အချိန်ပိုရလာတယ်ငွေကြေးလွတ်လပ်မှုရလာတယ်တစ်ယောက်ကတော့လစာကိုပဲစောင့်နေရတယ်ငွေကြေးဖိအားတွေရှိနေတော့အလုပ်ပိုလုပ်နေပေမဲ့ဝင်ငွေမတိုးဘူးဘာကြောင့်ဒီလိုဖြစ်ရတာလဲအကြောင်းရင်းတစ်သူတို့တင်ယူတဲ့အရာတွေမတူဘူးအောင်မြင်သူတွေကနေ့စဉ်စာဖတ်တယ် Business video ကြည့်တယ် tools လေ့လာတယ် အသိပညာကိုရင်းနှီးမြှုပ်နှံတယ်မအောင်မြင်သူတွေကတော့ Facebook scroll လုပ်တယ် entertainment ကိုပဲကြည့်တယ် သူများအကြောင်းပြောတယ်အကြောင်းရင်းနှစ်သူတို့အချိန်သုံးပြုပုံမတူဘူးလူတိုင်းမှာ24နာရီပဲရှိတယ်ဒါပေမဲ့အောင်မြင်သူတွေကအချိန်ကိုဆက်လို့မြင်တယ်မအောင်မြင်သူတွေကအချိန်ကိုဖြုံးတီးတယ်အကြောင်းရင်း3 technology ကိုမြင်တဲ့ပုံစံမတူဘူး2026ခုနှစ်မှာ AI ကအကြီးမားဆုံးအခွင့်အရေးဖြစ်လာတယ် checked automation digital business data analytics ကိုတင်ယူတဲ့သူတွေကပိုမြန်တယ်ပိုထိရောက်တယ်ပိုမြက်ရတယ်အကြောင်းရင်း၄သူတို့ဖာပုံကိုမြင်တဲ့ပုံစံမတူဘူးလူတစ်ယောက်ကပြောတယ်စီးပွားရေးမကောင်းဘူးနောက်တစ်ယောက်ကပြောတယ်ဒါကအခွင့်အရေးပဲတစ်ယောက်ကအကြောင်းပြချက်ရှာတယ်တစ်ယောက်က solution ရှာတယ်အကြောင်းရင်း၅ system တိဆောက်မှုမတူဘူးမအောင်မြင်တဲ့သူတွေကတစ်နေ့လုံးအလုပ်လုပ်တယ်အောင်မြင်တဲ့သူတွေကစနစ်တိဆောက်တယ်ထိန်းတိဆောက်တယ်အသုံးချတယ် business automation လုပ်တယ်2026ခုနှစ်အတွက် recommendations တနေ့စဉ်တစ်နာရီသင်ယူပါ business တိုင်း leadership နဲ့အေကိုစတင်အသုံးပြုပါ checked cram automation 3 business system တိဆောက်ပါ sub process dashboard ဖိုင်လေးခန့်ထန်ဖန်တီးပါ YouTube Facebook LinkedIn personal brand ငါ network တိဆောက်ပါအောင်မြင်တဲ့လူတွေနဲ့ပို့ပြီးအချိန်ကုန်ပါ9နှစ်အကြာမှာဘသူတွေအနိုင်ရမလဲအေကိုအသုံးချတဲ့သူတွေတင်ယူနေတဲ့သူတွေ system တိဆောက်တဲ့သူတွေ value ဖန်တီးတဲ့သူတွေ consistent ဖြစ်တဲ့သူတွေ မိကုံ9နှစ်အကြာမှာတင်ဘဝကိုပြောင်းလဲပေးတာကံကောင်းခြင်းမဟုတ်ဘူးအစိုးရမဟုတ်ဘူးစီးပွားရေးအခြေအနေမဟုတ်ဘူးဒီနေ့တင်ဘာတင်ယူနေလဲဘာတိဆောက်နေလဲဘာလှုပ်ဆောင်နေလဲဆိုတာပဲဖြစ်တယ်